အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခိုင်ဆိုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Roblox Squid Tanning ပြပြသွားမှာဖြစ်ပါတယ်ပထမအချက်အနေနဲ့ Roblox ဖြတ်လိုက်ပါကျွန်တော်ဖြတ်ပြီးသွားပါပြီဖြတ်သွားရဆိုတော့ကျွန်တော်တို့Google ဖြစ်ဖြစ် Chrome ဖြစ်ဖြစ်တို့ဝင်လိုက်တာပြီးသွားရဆိုပြင်ကျွန်တော်ရိုက်တဲ့အတိုင်းရိုက်ရှာလိုက်ပါဗျ အဲ့လိုရိုက်ပြီးသွားဆိုတော့ပြင် new upgrade ဆိုတာလေးထည့်ရေးတယ် new upgrade 1 download apk ပါထည့်နေလိုက်အဲ့ဒါအပေါ်ဆုံးမှာပေါ်လာပါလိမ့်မယ်အဲ့ဒါနှိပ်လိုက်အားလုံးနှိပ်လိုက်ပါဒီကြံကျွန်တော်ပြန်ထည့်ပြီးလိုက်တခြား website တွေကိုရောက်သွားလို့ရှုံးနေတယ်website တွေရောက်သွားရင်နှိပ်လိုက်အားလုံးနှိပ်လိုက်အဲ့ဒါကြောင့်ထောင်းကြသွားလာဒီမှာပါဗျအားလေးဆောက်လိုက်ပါအဲ့ထောင်းလို့ပြီးသွားရင်တော့ကျွန်တော်ဘရိုတို့ပြပါမယ်ခင်ဗျโอเคကျွန်တော်ထောင်းလို့ပြီးသွားပါပြီခင်ဗျဒီမှာပါအားလေးကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ခဏလေးတော့ဆောက်ပြရကျွန်တော်ဝင်သွားပါပြီဝင်သွားစီကျွန်တော် open တစ်ခါလေးနှိပ်လိုက်ပါနေပြီးသွားလို့ရှိရင်အမှတကူပေါ်လာလိမ့်မယ်ဗျာဟိုဖြစ်တာအဲ့လိုလေးပေါ်လာပါလိမ့်မယ်ပေါ်လာလို့ရှိရင်အမှဟိုဘလော့နှိပ်လိုက်ပါနေဝိုင်းကျွန်တော်ဒီလိုပြန်ထွက်လိုက်ပါထွက်လို့ရှိရင်ဒီမှာခဏဟွာဖြစ်သွားပါလိမ့်ပြင်ကြလို့ရှိရင်ကျွန်တော်တို့အကောက်တစ်ခု3ရင်3ပေါ့ဒါမှမဟုတ်အကောက်အသေးဖွင့်မှာဗျာကျွန်တော်တို့အကောက်အသေးဖွင့်ပြပါမယ်don't use guys အမှကျွန်တော်ရှောက်ထဲလိုက်ပါအမေရှောက်ပြီးလိုက်ပါရှောက်ပြီးလိုက်ဝင်တော့ပါလေဗျကျွန်တော် passport ကတော့ဒီလိုကြည့်လို့မရဘူးဒါဒါတော့ပုံချက်ပွင့်ကျွန်တော်ချက်မပွင့်ဘူးမ block တခြား game တွေလည်းဝင်လို့ရတယ်ကျွန်တော်လုံးပြမှာSquid Tanning ပဲဗျာကျွန်တော် block တဲ့ဝင်စမ်းပါကျွန်တော် block Squid ပေါ့တဲ့မှာချတော့ခဏလေးရဆောက်ပြီကျွန်တော်က line မကောင်းပါကြည့်နော် line ရဝါထိန်ဟုတ် line ရတိုက်ပတ်နေပါလေဒီကနေ့စောဒါမှမဟုတ်ဗျာအရင်အချိန်ကြာမဝင်လို့ချင်းအမှ joining စပါလားရှိအဲ့တော့နှစ်ချက်လောက်နှိပ်လိုက်ဒီမှာရခါလေးပေါ်လာလေဒီအပေါ်က KP S က1000ကျော်တို့အဲ့လို900ကျော်ပေါ့ဆိုရင်အဲ့ဒါကောင်းတယ်ဗျာနောက်100ကျော်နဲ့အောက်ကကျော်1000ကျော်တွေအဲ့ဒါမကောင်းပါဘူးကျွန်တော်တော့ဝင်ပါ please အမပွားပြလာပါလားကျွန်တော်ထည့်ပြီးသွားပြီးထည့်ပြီးသွားလာတော့တခြားမသိပါဘူးဒါလေးနဲ့ကြည့်လိုက်ကီးတာထည့်ထားလာတော့လိုက်ပါမယ်ဒီလိုပြင်ဆိုလို့ချင်းကျွန်တော်ပြန်ထွက်လာအောင်ခင်ဗျကျွန်တော်ဝင်သွားပါပြီဝင်သွားတော့ကျွန်တော်ကီးယူပြီးသားကြီးဖြစ်နေတာဗျကီးယူပြီးသားဆိုရင်နောက်ဗီဒီယိုမှာဒီ Squid ကီးယူနေပြောပြပါမယ်အခုကကျတော့ကျွန်တော်တို့
Blockful Secret ကတော့ရှာနေတော့ကျွန်တော်ကြောင့်ဒီမှာယူထားပါတယ်ကိုကဒီမှာမရှိဘူးရှင်ဒီသိမ့်ပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဘလူး H လို့ရိုက်ရှာလိုက်ပါရိုက်ရှာပြီးသွားပြီဆိုတော့ဒီလိုလေးနှိပ်ပြီးတော့ကျွန်တော်ဒီအပွားဟာလေးနှိပ်လိုက်အဲ့ဒါရပါကျွန်တော်ဒီမှာပါဒီကဟွာဖြစ်တယ်မယူရသေးဘူးမယူရသေးရှင်တော့ကက်ကီကိုနှစ်ခါသုံးခါလောက်နှိပ်ပြီးလိုက်နှိပ်ပြီးသွားရှင်ကျွန်တော်တို့ထွက်လိုက်ပါထွက်ပြီးတော့ရှင်ကျွန်တော်တို့ Chrome နဲ့ဝင်နေတာ Chrome ဖြစ်ဖြစ်ဝင်လိုက်ပါဒီဘူကလေးရှင်ကျွန်တော်ဒီ set bar မှာကျွန်တော်က copy ကူးလာဟာလို့ထည့်လိုက်ပါထည့်လိုက်ရင်ဒီလိုပေါ်လာပါတယ်ဒီလိုဖြစ်လို့ရှင်ကျွန်တော်ဒီအလေကယူကွက်လေးနှိပ်လိုက်ဂျိုးနှိပ်လို့မဝင်ဘူးရှင်ပြန်ထွက်လိုက်ပါပြန်ထွက်ရင်ဒီလိုဝင်လာပါတယ်ဒီလိုဝင်ရင်ကလင့်သွားဟာလေးနှိပ်လိုက်ပါအဲ့ဒီလိုလေးပေါ်လာပါတယ်အဲ့လိုဒီပေါ်တော့ရှင် wash it လို့လိုက်ရင်ဒီလိုမျိုးကြော်ပါတယ် complete setup ပေါ့တော့ထွက်လိုက်ရင်ဒါကြီးကလဲနေမှာပေါ့အဲ့ဒါလဲနေတာ3မိနစ်စောက်ပြီးရတယ်ဗျ3မိနစ်စောက်ပြီးရဖြစ်တဲ့အတွက်ကြောင့်3မိနစ်စောက်ပြီးရတယ်ကျွန်တော်တို့3မိနစ်စောက်တော့ဘူးရခါရပြတယ်တော့နှစ်ခါဒါမှမဟုတ်အဲ့ဒါကိုဒီ3ခါပြအောင်လုပ်လို့ရတယ်ကျွန်တော်ပြန်ထွက်လိုက်ကလင်းနဲ့ရောပြန်ဝင်လိုက်ပါတယ်အဲ့ဒါခဏဆောင်ပါတခြား website ပေါ်လာပြန်ထွက်လိုက်ပါပြန်ထွက်ပြီးတော့ရှင်ကျွန်တော်ကလင်းကိုပြန်နှိပ်ပါတော့အမ open ဆိုပေါ်လာပါလိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်တော့ crash ဒီဟာပြီးဆိုပေါ်လာပါလိမ့်မယ်ခဏဆောင်ပြီးဒီအောက်ကဟိုနှိပ်လိုက်ပါဒီကပြန်ထွက်လိုက်ပါပြန်ထွက်လိုက်ပါထွက်တဲ့စာဟိုခလုတ်ကြီးကိုနေခိုင်းရမှာပေါ့တော့တခြားဟိုတွေ website တွေရောက်မှာဆိုလို့ပါဟိုထပ်နေလိုက်ထပ်နေပြန်ထွက်လိုက်တော့အမှာ tracking key ကပေါ်လာပါလိမ့်မယ်အဲ့ဒါကိုနှိပ်သွားရှင်ဒီမှာပါဒီဟာလေးတို့ copy ပါဗျ copy ပြီးသွားရင်ကျွန်တော်ပြန်ထွက်ပြီးတော့ blog တွေပြန်ဒီလိုတွေပြုတ်မှာဗျဒီ blog ထဲဝင်သွားရင် blog တွေဝင်လိုက်ပါကျွန်တော်တခါလေးဝင်သွားပါတယ်ဘောဘူးတဲ့ဝင်သွားလို့ရှိရင်တို့ဘာစိတ်ငေါ့ပြီးတော့ဖြတ်လိုက်ကြနေပါဒီကနေ့တက်လာပါနေကျွန်တော်ကိုဝင်သွားပါဒီဘောရှင်ကြိုက်ရဟာယူတာကျွန်တော်ဘာလို့ခုနယူတာပါဘောရှင်တူကနာတက်လာပါလိမ့်မယ်ခဏဆောင်နေပါဘို့တို့အလေးနဲ့ချဲလိုက်ပါဦးဘာတွေ့လာပါအမစာရင်းကြီးပေါ်လာတယ်ဖြစ်သွားဒီလိုပေါ်လာလို့ရှင်ဗျာဒါကိုနှိပ်လိုက်နေပေါ်ရှင်ကျတို့ခုန copy ယူလာတဲ့ဟာလေးနှိပ်လိုက်ပါအဲ့လိုခါလေးဝင်သွားရောခဏဆောင်လိုက်ပါဗျခဏလေးဆောင်လိုက်အဲ့ဒါဒီလိုပေါ်လာပါလိမ့်မယ်တော့ဒီလိုပေါ်ရသူကနာဟာကြီးရသူကနာထဲဝိုင်းဒီမှာကြောက်ဗျာ main fan ဆိုတာကျွန်တော်တို့ level fan တွေဘောတက်တာတွေကျွန်တော် rate in ဘောစပူနာတို့ WPL ဘောစပူနာတို့ so rap ဟိုပါလေ so rapper တို့အဲ့လိုဘောတွေစပူနာပါဒါကြောင့် auto fan max level ဆိုတာကျွန်တော်တို့ level top fan မှာပဲ max level အထိပါ auto fan နေရမို့ဆိုတော့ BM mode request new ဝင်နဲ့တက်မှာပါဒါကြောင့် local player အောက်ကိုဆွဲလိုက်ပါဒါကြောင့်ကျွန်းနေတလီပေါ်တာပါဒါတော့ကျွန်းနေတလီပေါ်တာပြောပါတယ်ဒီ setup ဟွာကြတော့ကျွန်တော်တခုဆိုတခုပဲ setup တင်တာဖြစ်ပါတယ်ဒီ site ကုတ်လာရှိပါအဲ့ထဲကိုနှိပ်ပြီး product ထည့်ခြင်းတဲ့ကုတ်ကိုထည့်လိုက်ပါရပြီးတော့ရှင်ကျွန်တော်ကိုဟာနဲ့ကို fan ပါဗျကျွန်တော် step fan ရဲ့အောက်မှာဆိုကျွန်တော် observation haki auto fan ကိုဘာညာအခုရှိပါတယ်ဒီမှာဆိုရင်လည်း rainbow haki auto fan တို့ upgrade rate တို့ပါတော့လည်းရှိတယ် dragon rate တို့လည်းရှိတယ်လို့ dragon dojo trainer တို့
ဘာလို့လဲပါပါတယ်ဗျပြီးတော့ရှင် Drago Quiz Trainer လို့ပါလို့လဲထည့်ပေးထားပါတယ်တော့ပြီးတော့ရှင် Food အောက်မှာ Food and Player ဆိုတာရှိပါတယ်ဒါတော့ Player နောက်ကိုရှောက်လိုက်ပါတော့ဒါကြောင့် Awaken Food Get Food after 1 million ဖဲဆိုတာတော့1 million ပြည့်တဲ့ fruit တွေကိုတော့ထုတ်မှာပေါ့ထုတ်ပြီးကျွန်တော်စတိုးထည့်လိုက်ရင်တော့ပြန်စတိုးရမှာပါဒါတော့ဟိုအပေါ်မှာ random food auto store food auto club food ဆိုတာရှိပါတယ်အောက်ကျောင်းနှစ်ခုလုံးဖွင့်ထားလိုက်ပါဖွင့်ထားလို့ရှိရင်မှာ fruit သွားယူလိုက်ပါလိမ့်မယ်တော့အမှားကျောင်းတော့ကောက်တာ death fruit ပဲdeath fruit ဆိုတော့ကျွန်တော် auto store နေတာတော့ရှိပြီးသား fruit တွေစတိုးရတာပါကျောင်းအမှာလုံးလို့မရဘူးဆိုဒီဘက်တောင်မှာ store tree ဆိုတာရှိတာအဲ့ဒါကိုနှိပ်လိုက်ပါအဲ့နှိပ်လို့သူကပြန်ကြသွားတယ်point ဒီကောင်လေးပြီးခုတ်ဆောင်လို့သူတို့နားကတ်လိုက်တာသူကနားရှော့ပါတယ်ကျွန်တော်ရင်းကျန်းတော့ရင်းကျန်းပါပေါ့တော့တခုကောင်းတာကြာရှိပေါ်မှာပါလမ်းလျှောက်လို့ရပါတယ်အချို့ကျော်စတင်နေပိတ်ထားလို့ရှိပေါ်လမ်းလျှောက်လို့ရဖြစ်ပါတယ်ကိုကနာပဲကြည့်လိုက်ပါဗျဒါတော့ easy ပါပဲကျော်ကြိုက်တဲ့ဘောဘလောက်လဲပဲမြင်ပါစေတို့ဘလောက်ထူးပါလဲတောင်းလို့မသိပါဘူးဒီဘောတွေမပေါ့ဘောတွေကထွင်တမ်းမထီတယ်တွေ့လားဘူးတို့ဒီကဒါမှမဟုတ်စေးပြီးတော့ဖမ်းလို့လည်းရပါတယ်စေးဖမ်းနေတော့တွေးနေတယ်မိုးကုန်းတော့ဒါကြောင့်ကျွန်တော်ဘာနာလုံနေတကယ်ဖမ်းနေဟာလို့ဒီတကယ်ဖမ်းတဲ့ဟာလုပ်ပြပါမယ်ခဏဆောင်ပါတော့ဒီအောင်နှိပ်ရမိန်ဖန်ကိုနှိပ်လိုက်ပါမိန်ဖန်နှိပ်ပေါ်ရင်ကျွန်တော် set board ဆိုရှိပြီးကျွန်တော်ရော call ရကဲမှာအဲ့သူကလည်းပြောအဲ့တော့ level တော့ဖမ်းပါမယ်ဒီပေါ်ဆုံး auto fan max level ကနှိပ်လိုက်ပါအဲ့သူက level ဖမ်းမှာတတိဒါကတော့ local play အောင်နှိပ်လိုက်ပါနှိပ်ပွားရင်ကျွန်တော်ပြန်ကြော်လို့ what speed ဆိုနှိပ်တာအဲ့ဒါတော်တော်အပြင်းမြန်ပါဘာရှင်ဒီမှာကုတ်ကြီးထည့်ပါဗျာ week or ကုတ်ကိုနှိပ်လိုက်ရင်တော့2နာရီစာကုတ်ကြီးကကုတ်ကြီးကြပြောင်းတယ်အကုန်လုံးကသုံးလို့ရတယ်ဆိုတော့ကုတ်ကြီး3နာရီလို့ပါကျွန်တော်3နာရီ2နာရီကျော်ခံရတယ်ကျွန်တော်ကတော့ဆိုင်ကုတ်ကြီးရပါအကုန်အရောင်နှိပ်လိုက်ဆိုတော့ဒီလိုနေပဲနှစ်ဆိုင်အောင်လိုက်ဖြစ်ပါတယ်တို့ဗီဒီယိုလေးကလောင်းနေပဲဆိုတဲ့အော်ဒါပဲကျွန်တော်ပြောခဲ့ရှိပါတယ်ကျွန်တော်အကောင့် blog အကောင့် follow ထားပါ blog အကောင့် follow ထားပြီးတော့ကျွန်တော် subscribe လုပ် like and subscribe လုပ် comment ထဲမှာ mention ရမှာအဲ့တော့ကျွန်တော် branding မမဟုတ်ဝေးပြီးတော့မှာကျွန်တော်လည်းတော့တတ်နိုင်တော့လို့ဆိုတော့စိတ်တော်မရှိကြဘူးမမဟုတ်ရှိရတယ်ကျွန်တော်မှကျွန်တော်ဗုဒ္ဓဖူပါပြီးရင်ပေးသွားပါမယ်ဗုဒ္ဓဖူပါကြတော့ကျွန်တော်ပန်ကရှားလိုက်ပါဗျာ။ညာအဲ့ဒါဆိုဘိုင်ဘိုင်